ရောက်တဲ့အချိန်မှာတော့ဒီကလေးကယောဂသူ့ရဲ့ physically ရော mentally ရောပေါ့နော်တိတ်ပြီးတော့မကောင်းနေဘူးပေါ့ physically ကတော့ဒီအလုံးကျိတ်ကြီးကြောင့်တွေ့ရတယ်ရမ်းနေတယ်သူ့ခန္ဓာကိုယ်ကလည်းအာဟာရအရမ်းချို့တဲ့နေတယ်ရှေ့မှာအာဟာရဘယ်လိုမှမပြည့်ထားတဲ့ခါကျတော့သူ့အသက်နဲ့သူ့ခန္ဓာကိုယ်နဲ့မမျှတနိုင်ဘူးပေါ့အဲ့ခါကျတော့ physically လည်းစိုးနေတာပေါ့နော်နောက် mentally ကကျတော့လေဒီကလေးကရွယ်နဲ့မမျှလုံးခဲ့ရတာပေါ့လုံးခဲ့ရတဲ့ခါကျတော့တရားရှိနေတာအဲ့စိတ်တရားချင်းကမှဒီအလုံးလုံးမှစားနိုင်တောင်းနိုင်တာကိုဒီအလုံးကြီးဖြစ်လာတော့အလုံးမလုံးနိုင်တော့လုံးတဲ့ခါကျသူကအခုမှတော့မကြည့်တော့ဘူးမျက်နှာချင်းမဆိုင်တော့ဘူးပဲနဲ့လေစိတ်တက်ကြနေတဲ့အချိန်ပါရှိရပါဘူးခလေးလေးလာပြီးအခုညီလာတောင်းတဲ့ခါမှာသူ့ရဲ့အလုံးအကျိတ်ကြီးကိုကြည့်ပြီးတော့စိတ်မကောင်းဒါပေမဲ့အမမှာဒါရွှေတော်ဝင်စေးရုံကအမတို့နဲ့နောက်ကနေပြီးတော့ပံ့ပိုးပြီးတော့ကလေးတွေကိုကိုညီပေးဆောက်ရှောက်ပေးတဲ့ခါကျတော့အမအားရှိတယ်လေဒီကဆရာတွေကိုအမအရင်တော့မေးကြည့်တယ်ဒီကလေးလေးကိုလှုပ်ပေးလို့ရနိုင်မလားဆိုတော့သူတို့ဘက်ကလည်းအမကိုဒါချက်ချင်းနိုင်ငင်မယ်ပေါ့နော်လှုပ်ပေးပါမယ်ဆိုပြီးဒီကိစ္စမှမဟုတ်ပါဘူးအရှိမကလေးမွေးတဲ့ကိစ္စတွေရောကလေးစိတ်ကူတာတွေရောဆိုတော်တော်လေးကိုအမအားချင်းလုပ်ပေးနိုင်တယ်ပေါ့ခေါ်တဲ့အချိန်မှာကျမတို့တတိထားရတာသွေးထွက်များတာပေါ့သွေးထွက်များတယ်ဒီအလုံးကိုနိုင်ကလည်းသွေးထွက်နိုင်တယ်နောက်ကြွက်သားကိုလည်းကတ်နေတဲ့အတွက်ကြောင့်မလို့သွေးရမ်းထွက်သွားအဲ့ဒါကိုကျမတို့တော်တော်လေးထိန်းခဲ့ရတယ်ကျမရဲ့မိစေးဆရာဝန်ကလည်းခြေကနေပြီးတော့ပေါ်နေပြီးတော့တေချာထိန်းပေးထားတယ်ကျမနဲ့အတူခွဲကူတဲ့ခွဲစိတ်ဆရာဝန်2ယောက်ကလည်းတေချာကျမတို့ကူပြီးတော့ထိန်းခဲ့ရပါတော့အဲ့တော့သွေးထိန်းတာတော့အောင်မြင်တယ်နောက်တစ်ခုကအရေးပြပြန်အုပ်ဖို့ပေါ့အရေးပြပြန်အုပ်တဲ့ဟာမှာလည်းကျမတို့နည်းနည်းစူးစမ်းရတယ်ဒီအလုံးကြီးအရင်ကြီးတဲ့ခါကျသူ့အရေးပြကိုကျမတို့ပြန်လှက်ပတ်ပြီးတော့အရေးပြအဖုံးပြန်ပြီးတော့ကာဗာပြန်ရအောင်လုပ်ရတာပေါ့လုပ်ရလို့ရှိရင်တချို့အလုံးနေကြရင်ကျမတို့ကအရေးပြကြီးပြန်ကတ်လိုက်ရတယ်မရှိသူကြတော့ကလေးကပိန်လုံးအားကြီးအရေးပြလုံးလုံးလောက်မရှိတဲ့ခါကျတော့အဲ့လိုကတ်လို့မရတော့အဲ့အရေးပြလေးကိုပဲဟိုဘက်နည်းနည်းတိုးဒီဘက်နည်းနည်းတိုးနေပေါ့နော်ဒီမျိုးနဲ့ပြန်စီအောင်လုပ်ရတယ်ဒီကတော့အဲ့ခွဲတဲ့အချိန်မှာတော့အဲ့အလုံးနဲ့သွေးထွက်တာနဲ့ skin cover ပြန်ရဖို့ပဲစူးစမ်းရတာပါကျေးဇူးအများကြီးတင်ပါတယ်။ဘာလို့ဆိုအမားတို့ကြတော့လေကုညီပေးချင်တာပဲရှိရလေဆေးဘက်ဆိုင်ရာတွေကြတော့အမားတို့ကလည်းတိတ်နားမလဲဘူး။နားမလဲအခါကျတော့ဆရာဝန်တွေရဲ့အကူအညီတွေအများကြီးလိုတယ်။အမားတို့ private လုပ်တယ်ဆိုတာလည်းတယောက်တည်းလုပ်လို့ကမရအောင်။အခုလိုမျိုးဆေးဘက်ဆိုင်ရာဆရာဝန်တွေဟလာဆေးရုံတွေအမားတို့ဘေးကနေပြီးတော့ကုညီထောက်ပံ့ပေးတဲ့အခါကျတော့ဒါကလေးတွေအတွက်အကူအညီခံနဲ့ပုံကိုအနေနဲ့လည်းအဆင်ပြေတယ်။အမားတို့ကုညီပေးရလည်းအားရှိတယ်ပေါ့နော်။အဲကြောင့်တခုကိစ္စဒီဆေးရုံဆေးကန်းနဲ့ပတ်သက်တဲ့ဆေးကူပွားကုသမှုခံယူရမယ်ကလေးတွေဆိုလို့ရှိရင်အမဆေးရုံအရင်မေးလိုက်ပြီးတော့သူတို့ဘက်ကနေ okay တယ်ဆိုရင်အမချက်ချင်းလက်ငယ်ကိုတန်းခေါ်ပြီးအဲ့တော့ brighter လောက်ရလဲအမတို့ကအစုပေါင်းဆက်ပေါင်းနဲ့အကုန်လုံးအားနဲ့လုပ်တဲ့အခါကျတော့ကုညီရတာပို့ပြီးတော့အဆင်ပြေတာပေါ့အမပြောသလိုပဲပြောရရင်ကျွန်မလည်းကိုယ့်ချီရောက်လာလူနာပဲကုပေးနိုင်တာဒီလူနာတွေအများကြီးလို့အကူအညီလိုအပ်နေရတယ်ဒီကုနိုင်တဲ့နေရာကိုရောက်နိုင်ဖို့ကတော်တော်ခက်ခဲကြတယ်ဆေးကုဖို့တဲ့ဒီနေရာကိုရောက်လာဖို့ကတော်တော်ခက်ခဲတယ်အဲ့အမတို့ကခေါ်လာပေးတယ်ကုသတဲ့ဆေးကိုရွှေတော်ဝင်ဆေးရုံကအကုန်ကူညီပေးတယ်ကျွန်မဘာလို့လို့အကုန်လုံးဘယ်နည်းထားမလဲတဲ့လောက်ထားအကုန်ကူညီပေးတယ်အဲ့ခါကျကျွန်မဒီအမတို့ရဲ့ဒီလိုမျိုးပံ့ပိုးမှုမှာကျွန်မဒီကာယအားနာလေးပဲအဲ့ဒါလေးပဲစိုက်ထုတ်ပြီးတော့လုပ်ပေးရတာဖြစ်တဲ့အတွက်ကျွန်မကုန်ယူပါတယ်ဝမ်းနဲ့တာပါတယ်